လာပါရှင်ဒီနေ့ကတော့ Liz ရဲ့ personal Monday လေးကို window shopping လေးလုပ်မှာဖြစ်ပါတယ်။နောက်ဆုံးအနေနဲ့ Time City ရဲ့ Charm ဆိုတဲ့ local brand လေးကိုအရင်ရောက်သွားပါတယ်။ Time City ရဲ့ 4th floor မှာရှိပါတယ်။8500ကျပ်ကနေစရှိရမို့လို့ budget လေးလည်း save ရအောင်ပေါ့။ Free site လေးတွေကမှာရှာပပ Liz နဲ့ လိုက်မဲ့ top လေးကိုတွေ့ခဲ့ပါတယ်။ Floral sculpt လေးတွေနဲ့ simple ဖြစ်တဲ့ top လေးလည်းရှိရနော်။ဒုတိယဆိုင်လေးကလုံးဝ surprise ဖြစ်သွားမယ့်ဆိုင်လေး။ DC မှာဖွင့်ထားလေးလာပဲရှိသေးရဲ့တဲ့။ My Fashion လို့ခေါ်တဲ့ Time City ရဲ့ဆိုင်ခွဲလေးပါ။ဒီဆိုင်လေးက local brand ပေါင်းစုံစုထားတဲ့ဆိုင်လေးဖြစ်ပြီးတော့ local brand တွေမကဘူး8day နှခမ်းနဲ့ makeup တွေအစားရှိရနော်။သူစီမှာ fitting room လေးနဲ့ရှိရမို့လို့ list တိုက်တဲ့ inch လေး try ကြည့်ခဲ့ပါတယ်။ဒါကတော့ list ပထမဆုံး try ကြည့်တဲ့ top လေးပါ။ဘာမှတစ်ခါမှဒီလို fit ဖြစ်တဲ့ top လေးကိုမတွေ့ဘူးသေးဘူး။အရင်ချစ်ဖို့ကောင်းတယ်ရော။ဒါကဒုတိယ brown လေးပါ။ list အခုတော့ဒီလိုလေးဝေးရအရင်သဘောကျနေ။ဒီမှာ cutting တစ်ချက် show တာအရင်ကြိုက်လို့မနေနဲ့အကုန်လုံးဝယ်ခဲ့ပါတယ်။ try on video လေးမှာပြတ်တွေ့ကြမှာနော်။ Bye bye